ဒေါ်မောင်လေးစိန်မှာတစီငားတော့မယ်ဆိုရင်အပြင်မှာလာတဲ့တက်စီတွေကိုလက်တာပြီးစီးတာတဲ့ဆိုင်ရင်ဒေါ်မောင်လေးစိန်ရဲ့ Terminal 1အဆောက်အုံ1အောက်ဆုံးထပ်တကားပေါက်နံပါတ်9ဘေးမှာရှိတဲ့တရှိခိတ်ကနေတွားပြီးစီးရတာကပို့ပြီးတော့မှလုံခြုံပါတယ်ဒီနေ့ဒေါ်မောင်လေးစိန်ရဲ့အဆောက်အုံထဲမှာရှိတဲ့တစီငားမနေရကိုကျွန်တော်လိုက်ပြပေးပါမယ်ဒီနေ့ကျွန်တော်လိုက်စိမ့်မှာပေါ့နော်ဘတ်ကားစီးပြီးအိမ်ပြန်ဖို့ကားစောင့်နေချိန်ကျွန်တော်မြန်မာလူမျိုးတယောက်ကကျွန်တော်တစီငားဖို့အကူအညီလာတောင်းတာနဲ့လေစိတ်ထဲမှာရှိတဲ့တစီခိတ်ကိုကျွန်တော်လိုက်ပို့ပြီးကြည့်ခဲ့ပါတယ်စီဝန်ဆောင်မှုပေးတဲ့ဂိမ်းဝါကိုရောက်ပြီးဆိုရင်တော့အရင်ဆုံးတုံကင်ယူရပါမယ်တုံကင်ယူပြီးရင်ဘေးမှာရှိတဲ့ခုံတန်းတွေပေါ်မှာကျွန်တော်တို့ထိုင်ပြီးတော့ကိုလှည့်ကြတဲ့အထိစောက်ရပါတယ်ခင်ဗျာစိတ်မှာမြင်နေရတဲ့ဒီကောင်တာတွေရဲ့စခွင်မှာကိုကလေးကြပြီးဆိုရင်အဲ့ခါကျမှထပြီးတော့သွားစီရမှာဖြစ်ပါတယ်ကျွန်တော်လေစိတ်ဝန်ဆောင်မှုကိုအသုံးပြုတဲ့အတွက်50ဘတ်ပို့ပေးရတဲ့ဆိုပေမဲ့လုံခြုံစိတ်ချရပါတယ်ဒီမှာဆိုရင်စခွင်မှာကိုရဲ့လှည့်ကြလာပြီပေါ့နော်CN43ပြပြီဆိုတော့သူလည်းသွားပါပြီကျွန်တော်လည်းဒီထိပိုင်းလိုက်ပို့ပြီးတော့ပြန်တော့ပါမယ်ခင်ဗျာဟုတ်ကဲ့ဗီဒီယိုလေးကတလောက်ပါပဲအဆဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်